ကိုဖွင့်ပေးလို့ရလားတဲ့ Okay ကျွန်တော်ပြပြချင်တဲ့ဒီကိစ္စကြီးပေါ့နော် True Money နဲ့ပတ်သက်ပြီးသူကျွန်တော်ဘာပြောလဲဆိုတော့ True Money နဲ့ပတ်သက်ပြီးတော့ပြောတာဖြစ်ပါတယ် True Money Wallet အကောင့်တွေကကျွန်တော်တို့တခုသိထားရမှာကပေါ့နော်ကာယကံရှင်ကိုယ်တိုင်မျက်နှာစကန်ဖတ်ရတယ်ပြီးလို့ချင်းရင်ကျွန်တော်တို့ဒီ passport အစ်စ်ပေါ့နော် passport အစ်စ်ကိုကင်မရာနဲ့တရားရိုက်ကြတယ်အဲ့ဒါမှသာဖွင့်လို့ရတယ်နောက်တစ်ခုကမိတ်တူတို့ဒီဖုန်းထဲကပုံတွေတို့နဲ့တောက်ဖွင့်ရင်လုံးဝမရဘူးနော်မျက်နှာဆိုလို့ရှိရင်လည်းဗီဒီယိုကောနဲ့ခေါ်ပြီးတော့လုံးဝမရဘူးကိုယ်တိုင်အပြင်မှာမျက်နှာအစ်စ်ကိုဒီလိုမျိုးရိုက်ကြတယ်အဲ့ဒါတော့မှတစ်ခါတည်းပြဿနာရှိတယ်အဲ့တော့သိထားရမှာကကျွန်တော်တို့က True Money ကောက်တွေကိုဖွင့်ပေးတယ်ဆိုတာကဘယ်လိုမျိုးပုံစံလဲဆိုတာကိုကျွန်တော်နည်းနည်းတော့ရှင်းပြပေးအောင်မယ်တချို့နားလည်မှုလွဲနေတယ်တချို့က True Money ကောက်ကျွန်တော်ဖွင့်ပေးတယ်ဆိုလို့ချင်းတို့ကဘာမှမလုပ်ရဘူးကျွန်တော်ဖုန်းနံပါတ်လေးပေးမယ် passport စာအုပ်လေးပို့ပေးလိုက်ယုံနဲ့ကျွန်တော်ဖွင့်ပေးလို့ရမယ်ထင်တာပေါ့နော်ဒါကတို့ထင်ပေါ့နော်အဲ့လိုမျိုးလုံးဝမလွယ်ပါဘူးပေါ့နော်ပြောသလောက်အဲ့လောက်လည်းမလွယ်ဘူးတို့လုပ်ပေးလို့လည်းလုံးဝမရဘူးတကယ်လို့အဲ့လိုမျိုးလုပ်ပေးလို့ရခဲ့ရင်ကျွန်တော်လုပ်ပေးချင်တယ်ဘာဖြစ်လို့တည်လားခါတလေတချို့လူတွေဖွင့်မတက်နားမလဲလို့ချင်းကျွန်တော်တော်တော်လေးကိုစိတ်ရှည်ရတယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်ကဘယ်လိုမျိုးဖွင့်ပေးကြလဲဆိုတော့ကျွန်တော်ဖွင့်ပေးတဲ့ပုံစံကလုံးဝနားမလဲဘူးတချို့ကြတော့ဗျာ passport ရိုက်ရမယ့်နေရာမှာလည်း passport မရိုက်ဖ ೇನೆ ဒီပန်းရောင်ကတ်တွေရိုက်တယ် smart card တွေတော့ရိုက်တယ်ဘောမေကတ်တွေကိုရိုက်တယ်ဗျာစသည်အဖြစ်ပေါ့နော်မှားနေတာပေါ့နော်နီလန်လေးတွေမှားနေတာတခုကဒီအချက်လက်တွေဖြည့်သွင်းတဲ့အခါမှာဆိုလို့ရှိရင်လည်းဘယ်လိုဖြည့်သွင်းရမလဲဘာတွေဖြည့်ရမလဲဆိုတာကိုလုံးဝမသိဘူးနောက်တစ်ခုကဒီ password ထည့်တဲ့နည်းပေါ့နော် password ကိုဘယ်လိုရှင်းလုံးပြအောင်ဘယ်လိုထည့်ရမလဲဘာသင်္ကေတတွေထည့်ရမလဲဒါတွေကိုလုံးဝမသိဘူးအဲ့တော့ကျွန်တော်ဖွင့်ပေးတယ်ဆိုတာကကျွန်တော်ကအသေးစိတ်ရှင်းပြတာကျွန်တော်စီကိုကောက်လာဖွင့်ပြီဆိုရင်ကျွန်တော်ကဘယ်နေရာမှာပါထည့်ဘယ်နေရာမှာပါထည့်နားမလည်ကျွန်တော်ပြန်ပေးအားလုံးဖွင့်လို့ပြီးသွားပြီဆိုရင်လည်းကျွန်တော်ကရုံးကိုအမြန်ဆုံးတင်ပေးတယ်ပုံမှန်ဆိုလို့ရှိရင်အထူးမနီကောက်တစ်ခုကိုမိတ်ဆွေတို့သိမှာပါ3ရက်မဟုတ်2ရက်လောက်စောင့်ရတယ်အဲ့လိုမျိုးစောင့်ရမယ့်ကောက်ကကျွန်တော်လည်းလာဖွင့်တဲ့အခါကျလို့ရှိရင်3ရက်မစောင့်ရဘူးကျွန်တော်တို့နေချင်းရတယ်ညဘက်တွေဆိုရင်တော့နောက်နေ့မှရတယ်ပေါ့နော်တကယ်လို့နေဘက်တွေဖွင့်နေဆိုလို့ရှိရင်ဖွင့်ပြီးမကြဘူးတန်းကနေရတယ်အောင်မအောင်ဆိုတာတန်းအဖြေသိရတယ်အောင်ပြီဆိုလို့ရှိရင်လည်းကျွန်တော်ကအကောက်ရပြီဆိုလို့ရှိရင်လည်းဘာတွေဆက်လုပ်ရမယ်ဆိုတာတွေကိုထပ်ပြောပြပေးတယ်ထပ်ရှင်းပြပေးတယ်အဲ့လိုမျိုးနီးနဲ့သွားတာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီ level 2တင်ကျင်နေဆိုလို့ရှိရင်လည်းကျွန်တော်စီမှာလာရောက်ပြီးတော့ level 2တင်ခိုင်းလို့ရပါတယ်โอเคဒါလို့ဆိုရင်တော့ True Money နဲ့ပတ်သက်ပြီးတော့တော်များများရှင်းတဲ့မေးခွန်းနားလည်သွားလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဗျနောက်ထပ်သိချင်တဲ့အကြောင်းအရာတွေရှိတယ်ဆိုရင်လည်းဗီဒီယိုရဲ့ comment မှာမေးလာပါကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ် True Money နဲ့ပတ်သက်ပြီးပေါ့နော်โอเคအားလုံးပဲအဆင်ပြေပါစေ